ရန်ပြီးဆော့ဒီလိုမျိုးတွေလွှဲရန်ဆော့လာတဲ့ဆိုင်ပေါ်ပိုင်းနောက်ချမ်းရှိကြွက်သားအကုန်လုံးကပြပြီးပြီဆိုတော့ဒီခဏကနောက်ချမ်းမှာရှိရဲ့အောက်ပိုင်းကြွက်သားတွေဆော့အဲ့တော့ပေါင်တော့ကစားနေဒီခုကတော့ VH မှာရှိတာတော့ဒီလိုထိုင်ရက်ပေါင်တော့ကိုးတဲ့ဆက်တော့ရှိတယ်တကယ်လို့ပေါင်တော့ကိုးတဲ့ဒီလိုမျိုးထိုင်ရက်ဆက်မရှိဘဲနဲ့မောက်လျက်ဆက်ကိုးတဲ့ဆက်ရှိတယ်ဆိုတော့လည်းအဲ့ဒါလည်းဆော့ရတဲ့အဆင်ပြေနော်အဲ့တော့ဘယ်လိုကစားမလဲဆိုရင်ဒါကတော့ဆက်ကတော့လွယ်ကူရွှေ့ရှင်းပါတယ်ဒီကတော့6တော့ကတော့အပြိုင်ထားမယ်ပြီးတော့6တော့လေးတွေကိုဖျားလေးတွေကိုမကော့ထားဘူးတောင်းမှန်ကြကြထားနော်ပြီးဆိုလူမှတ်ထားပြီးရင်လက်ကင်ကြရှင်ကင်တာပြီးပြီဆိုရင်ဖြည်းဖြည်းချင်းစီအောက်ကိုကိုးချပြီးရင်ပြန်ပြီးတော့ပြန်ထိန်းထားမယ်ပြန်ကိုးမယ်အဓိကတော့ range of motion ကို slow ပဲပေါ့အဓိကလွှဲရန်ပြီးဆော့ဒီလိုမျိုးတွေလွှဲရန်ဆော့လာတဲ့ဆိုင် machine နဲ့ဆော့လဲကိုယ့်ရဲ့ range ကိုထိန်းထားပြီးသွားရင်ဒီလောက်မှာနောက်ဆုံးအဆုံးသတ်ရအောင် muscle squeeze break ပြီးရင်ဒူးကိုလည်းတချို့တွေကဒီလိုဆက်တွေဆော့တဲ့ခါကျတော့ဒီလောက်ပဲထားတယ်ဒူးပြီးရင်ပြန်ကိုးတယ်အဲ့လိုမလုပ်ရဘူးအဓိကဒူးကိုပြန်ပြီးတော့ straight ဖြောင်းတိုင်းပြန်ဆက်အနောက်ကကြော်သားကို straight လုပ်ပြီးမှ squeeze ပြန်လုပ်ဒီလိုလေးဆော့ရဆိုတော့ပို့ပြီးလဲထိရောက်တယ်ပို့ပြီးတော့လဲ knee slip မှန်တယ်ပို့ပြီးကြော်သားကြည့်အောင်လဲလုပ်လို့မပို့ရတကယ်လို့ပေါင်တော့ကိုမှထိုင်ရက်ကောမှောက်ရက်ကောဘာမှမရှိတဲ့ခြင်းတွေဆိုရင် free weight လေးကျွန်တော်ရနော်ကျွန်တော်ပြပေးမယ်နော်ရှင်းရှင်းလေးပဲအရင်ဆုံးမှောက်ရက်လဲလိုက်မှောက်ရက်လဲပြီးတကယ်ချင်းတယောက်တော့လို့တော့ဗောနော်တယောက်တည်းတော့ဆော့လို့မရဘူးဒီ6တော့တခုကျွန်တော်ပြထားတဲ့6တော့ဒီနှစ်ဖက်ကြားလေးထဲမှာသူကတမ်ဘယ်လေးကိုညှက်ပြီးတော့6တော့လေးကိုဒီလိုမျိုးအပူကြီးဆန်လေးလုပ်ပေးရမှာခုနတိုင်းကိုးတဲ့ဆန်တာလဲခုန6တော့ပုံစံညှက်ထားဖြစ်တဲ့အတွက်သူကဒီလိုတော့ထားလို့မရတော့လေဒီလိုလေးညှက်ပြီးတော့သူကကိုးမယ်90ကိုးမယ်ပြန်ပြီးဖြီချမယ်ပြန်ဆက်မယ်နော်အဲ့လိုမျိုးလေးကစားလို့ရတယ်အဲဆိုရင်ကျွန်တော်ပေါင်တော့ပြီးသွားပြီဆိုတော့ကျွန်တော်ခြေစလုံးတက်ကိုဆက်ပြီးတော့ပြတယ်နော်ကျွန်တော် page ကိုလိုက်ရန် follow လေးလုပ်ထားပေးပါအောင်တကယ်လို့သိလို့အများအောင်လဲ comment မှာဝင်ရောက်မြင်နိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြည့်ကြအောင်